သမားတိုင်းမှာစိတ်ဆင်းရဲဆုံးနဲ့ဒုက္ခရောက်ဆုံးကြုံနေရတာတော့ပွေးပဲစစ်သမားတိုင်းကြုံရတယ်ဥပဒေတော်လည်းကြုံရတယ်ဒီပွေးဘယ်ကဆွဲလဲဒီပွေးရေကဆွဲတယ်ဒီလိုလက်ကူဝက်ကဆွဲတယ်တိုင်ဝမ်နဲ့မှတိုက်ပြီးလို့ရှိရင်ဥပပြက်မှာပါလာတဲ့ပွေးကဆွဲတယ်သွေးကဆွဲတယ်ဟုတ်ပြီလားအဲ့တော့တချို့ဆိုလို့ရှိရင်ကြက်ကိုဒီလိုရေတိုင်ဝမ်ချင်းဘုရားအိမ်မှာရေလက်ကန်နေပေါ့ဒီလိုအဝတ်တူရေကိုဆွဆွဲနေအောင်ပြုတ်ပြီးတခါပိတ်ပြီးကြက်ကိုပိတ်ကန်ရတာကန်ပြီးတော့သူကကြက်ကိုသူကဒီရေစဝန်းနဲ့ကန်ထားတဲ့ဟာကိုမလျှောက်ဘဲနဲ့သွားလွှတ်လိုက်တာမလျှောက်ဘဲနဲ့လွှတ်တော့ကြက်ကသူ့လိုဆောင်းနေဆိုပို့ဆိုးတယ်အဲ့ဒီရေတွေကပွေးဆွဲတယ်ရေပွေးဆွဲတယ်နော်နောက်သူ့ရဲ့ဒီကြက်ရဲ့အနေထားအထိုင်ခင်းဟာသူကထုံကျင်တာလေးလံတာမှိုင်ဝေတာဒါမျိုးဖြစ်တတ်တယ်နော်အဲ့တော့ဒီဟာဘာလဲဆိုတော့ဒီရေမလျှောက်လို့အေးဖမ်းလိုက်တာအဲ့တော့ကြက်တီပွေးမဆွဲအောင်ဘယ်လိုလုပ်မလဲပွေးမဆွဲအောင်ဘယ်လိုမလဲအဲ့တော့တိုင်ဝမ်ကပြန်လာတယ်တိုင်ဝမ်ကပြန်လာလို့ရှိရင်ဒီမှာကြည့်လိုက်ဒီမှာ formula number 1နော် formula number 1ထိခိုက်တန်အနာကျက်ဓာတ်ကြီးလိမ့်ကြီးဒီလိုဟာမျိုးလေးကိုဒါလေးကိုဒီဘူးလေးကိုစောင်းတာဒါလေးတုတ်လိမ့်ပြီးအဲ့တော့အဲ့ဒီကြက်တကောင်ပွေးဆွဲလာတယ်ပေါ့နည်းနည်းဆွဲတဲ့ကြက်ပွေးပေါ့နည်းနည်းဆွဲတဲ့ပွေးဆိုရင်ဒီကောင်လေးကိုအဝတ်လေးကိုဒီဆွစစ်ပြီးရရေညှစ်ပြီးရဒီကောင်နဲ့ဒီလက်ရိုးလေးထည့်ပြီးတော့အဲ့ဒီမှာရှိတဲ့ပွေးမြင်နေရတဲ့ပွေးတွန်းချပြောင်းစင်းနေအောင်သွေးပေါ်အောင်တွန်းချနော်တွန်းချအဲ့ဒီကတစ်စက်မကြံစီနဲ့အဲ့ဒီဆိုတာသွေးရဲတောက်သွားတဲ့အထိကိုတွန်းချလိုက်တွန်းချပြီးလို့ရှိရင်ဒီမှာတင်နာရင်းလေးဒီတင်နာရင်းလေးနဲ့တေချာလေးမိမိရပါပဲတုတ်ထူထူမတုတ်နဲ့နော်ပါလေးပဲတုတ်ပြီးရနဲ့မျက်လုံးတွေဝင်စီနဲ့နော်မျက်လုံးတွေဝင်အာယုတ်တာထက်လာအဲ့တော့သူပါလေးတုတ်ညာအဲ့ရဝင်တာနဲ့ဒီပိုင်းနဲ့ဒီလိုရေဝက်နဲ့တော့ထပ်မတိုက်တော့နဲ့အဲ့ကျက်ကိုပါလေးပြန်တုတ်ပြီးရနဲ့ဒီပိုင်းနဲ့ formula number 1နော်ဒီဟာလေးကိုအပေါ်အနေနဲ့ပါပြန်တုတ်ပေးထားလိုက်ဒါဆိုရင်သူ့ပွေးကတဖြည်းဖြည်းနဲ့အချလိုက်ကွာကြသွားမယ်အဲ့တော့ဒီပွေးတွေဒီလိုရဲနေပေမဲ့လို့ပွေးငုံနေရဆိုရင်ကြည်တော်ဆန်းကြည့်လိုက်လို့ကြက်တွေမခုဘူးဣနေရဆိုအဲ့ဒါပွေးငုံနေတာမပြောက်သေးဘူးအဲ့ဒါဆိုရင်ဘာလုပ်မလဲအဲ့ဒါဆိုရင်ကိုကနားမဲ့ကြက်လားမကြခင်မှာပြန်ခိုင်းမဲ့ကြက်မလားကိုကတစ်ချက်စဉ်းစားကိုကြက်ကိုနားမဲ့ကြက်ဆိုလို့ရှိရင်နီနာစောတလုံးပိတ်ထည့်လိုက်ထည့်ရလည်းပြစ်ထားလိုက်ဟုတ်လားတလားလောက်နေသွားကြည့်အကုန်လုံးရှောက်ပြီးတော့အမှုန်လိုက်ခွာလိုက်ကိုကျွတ်ကြနော်အဲ့တော့ကိုကနားမဲ့ကြက်မဟုတ်ဘူးတိုက်ရှင်နေဒီဟာတွေနဲ့တော့ကျွန်တော်မတက်တာဘူးနော်ဒါတွေနဲ့တော့ကျွန်တော်လောက်တာစင်မပြေဘူးကိုကငုံနေသေးတယ်ဆိုလို့ရှိရင်မင်းဟိုလောက်တော့ရက်20လောက်တော့မင်းစောင့်ရမယ်ဒီနာဇောဆိုတာပါဝါ900ရှိတယ်မိုက်ခရိုနာဇောဆိုတာပါဝါ250ပဲရှိတယ်မိုက်ခရိုနာဒီအလုံးတိုက်ပြီးလို့ရှိရင်အဲ့ဒီအဖက်လေးတွေအလျှောက်လေးဖြစ်လာလိမ့်မယ်အဲ့အလျှောက်လေးကိုတေချာပုတ်ပြီးကြောင်သေးပြီးလို့ရှိရင်ဒီလူဟာမျိုးလေးပဲတုတ်ထားလိုက်ဒါဆိုရင်ပွေလုံးဝမရှိတော့ဘူးနော်ဒါဆိုရင်ရောဥလောဘယ်လောက်စောင့်မယ်ရက်20ကျော်လောက်တော့စောင့်ပြီးရှိကျော်ပြန်စကြည့်လိုက်ငကူပုံမှန်ပဂတိတိုင်းပဲပြန်ခွတ်လိမ့်မယ်ဟုတ်လားပွေအတွက်လူတွေအများကြီးဒုက္ခရောက်ကြတယ်ကျန်သမားကြီးအများကြီးဒုက္ခတွေရင်ဆိုင်နေရတယ်ဒါကြောင့်မို့လို့ဒီလိုအရာလေးကိုတုံးလိုက်မယ်ဆိုရင်မင်းတို့ပွေးဆွဲခြင်းကိုကာကွယ်သွားလိမ့်မယ်ဟုတ်လား